တနေ့လေသမားတယောက်ဟာသူ့အိမ်ထဲရှိတဲ့အစားအစာအလုံးကိုတယောက်တည်းစားပြီးသွားခဲ့တယ်။ဘိုင်းမဝသေးတဲ့အတွက်သူကငှက်လေးကိုကြည့်ပြီးအစားအစာထပ်ရှာလာပေးလို့တောင်းဆိုလိုက်တယ်။ငှက်လေးကကြောက်လန့်နေတယ်။ဒါပေမဲ့လေသမားကိုကူညီခြင်းနဲ့စိတ်နဲ့တစ်ပင်လေးတစ်ပင်ကိုစိုက်လိုက်တယ်။ရေလောင်းမျောလင်းချက်နဲ့စောင့်ကြည့်အံ့ဩစရာကတစ်ပင်ကကြီးထွားလာပြီးဒေါ်လာတွေပေါက်လာခဲ့တယ်။ငှက်လေးကဝမ်းသာစွာဒေါ်လာတွေယူပြီးလေသမားအတွက်အစားအစာသွားဝယ်ခဲ့တယ်။ဒါပေမဲ့ရုတ်တရက်မုန်တိုင်းကြီးတစ်ခုတိုက်ခတ်လာတယ်။မိုးလေပြင်းကြောင့်ဒေါ်လာတစ်ပင်ကအမြစ်တွေကျွတ်ထွက်ပြီးလဲကျသွားခဲ့တယ်။ငှက်လေးပြန်လာတဲ့အခါအရာအလုံးပျက်စီးနေပြီးသူ့မျက်ရည်တွေမြေပြင်ပေါ်ကျလာတယ်။ကူညီတာကအပြစ်မဟုတ်ပေမဲ့အာကိုမရင်နာကျင်ရတတ်တယ်။